ညာတန်းတင်ဘာသာပြန်ဆိုထားသောလေယူးတုံတုံဒုတိယတွင်အပိုင်းငါစကားလန့်စိတ်သည်နာယီချိန်သည်လိုအလုံးလုံးလျက်ရှိသည်နောက်ဆုံးတွင်အကြံတစ်ခုရသည်မျက်နှာညိုညိုသွားတွေအဖွေးသားဝင်းလက်လျက်လောင်ပြောင်သည့်မျက်နှာများနှင့်သူ့ကိုကြည့်နေတတ်သောရဘတ်တလာကိုမြင်အောင်လာသည်အတလနာကိုရန်ကြီးတွေဝိုင်းထားစဉ်ကအိုက်ဆက်ဆက်ညကိုအမှတ်ရသည်ဒေါ်လေးပတီအိမ်စင်ဝင်အောင်ຫນွေညအမောင်ထဲတွင်ထိုင်၍ပူနွေးသည့်လက်ကိုသူ့လက်မောင်းပေါ်တွင်တင်ထားရင်ဘယ်မိန်းမကူမှမင်းတော့သဘောမကျခဲ့ဘူးမင်းကိုစောင်းတော့ဘယ်မိန်းမကူမှမစောင်းခဲ့ဘူးဆိုသည့်အတန်ကိုကြားနေရသည်ဟုတ်တယ်ငါသူ့ကိုလက်ထပ်မယ်စကားလက်ကတင်းငိမ်စွာစဉ်းစားသည်နောက်မှငွေကြေးနဲ့ပတ်သက်လို့ဘာမှပူစရာမလိုတော့ဘူးညီမဟန်ကြလိုက်ပါသနည်းနိဗ္ဗာန်ဘုံမှာထပ်ပင်ပျော်စရာကောင်းမည်နောင်နေငွေကြေးအတွက်ဘာမှမပူရတော့ညိုင်သားရအတွက်စိတ်ချရပြီသူ့မိသားစုတွေဝဝလင်လင်စားရတော့မည်နွေနွေထွေးထွေးဝေးရတော့မည်ကြောက်တိုင်းတွေကိုခေါင်းနဲ့ဝင်တိုက်เสียမလို့တော့စကားလက်သူ့ကိုသူအသက်ကြီးသွားပြီဟုခံစားရသည်တညက်နေခင်ကြုံတွေ့ရသည့်အဖြစ်အပျက်များသည်သူ့ခံစားချက်များအားလုံးကိုအချောက်ခမ်းသွားစေသည်အခွန်တော်ကိစ္စကိုကြားရသည့်အတွက်အထိတ်တလန့်ဖြစ်ရခြင်းအရှလေးနှင့်စကားပြောရခြင်းဂျိုနာတို့ကိုဒေါသထွက်ရခြင်းစသည့်ခံစားချက်များကိုတစ်ခုပြီးတစ်ခုစတိုက်တွေးလိုက်ရသည်ယခုသူ့ရင်ထဲတွင်မြည်သည့်ခံစားချက်များမရှိတော့သူ့ရင်ထဲကခံနိုင်စွမ်းအားသည်မကုန်ခန်းသေးလျင်ယခုသူ့စိတ်ထဲတွင်ပေါ်နေသည့်အကြံအစီကိုတစုံတစ်ခုကကန့်ကွက်မိသေးချသည်ရပဒလာလောက်သူမုန်းသည့်လူဟု၍ကဘာပေါ်တွင်ရှိမည်မထင်တို့ရတွင်ယခုမူ၏အမုန်းကိုသူမခံစားရတော့အေးစေးစေးစဉ်းစားပြီးသူ့အတွေးများကလက်တွေ့ကြသည်တို့တော်ရဲကလမ်းပေါ်မှာပြစ်ထားခဲ့တော့ငါသူ့ကိုပပဆက်ဆက်ပြောခဲ့ဘူးတယ်ဒါပေမဲ့ဒါတွေကိုမေးပြောက်သွားအောင်ငါလုပ်နိုင်ပါတယ်သူ့အလားဖြင့်ဖန်းစားနိုင်စွမ်းကိုစိတ်ချလျက်စကားလက်တွေးသည်ရှင်းရှင်းပြောရရင်တော့ငါသူ့ကိုမြှူရမှာပဲသူ့ကိုချစ်ဟန်ဆောင်ပြရမယ်အဲ့ဒီညကကြောက်ကြောက်နဲ့ပြောမိပြောရတွေပြောလိုက်တဲ့ပုံမျိုးလုပ်ရမယ်ယောက်ျားဆိုတဲ့ဘဝင်မြင့်တဲ့တရားဝါမျိုးသူတို့ကိုမြှောက်ပြင့်ပြောရင်သူတို့ကိုသူတို့အဟုတ်ကြီးထင်လို့ငါတို့အခက်ခဲကိုတော့သူအသိခံလို့မဖြစ်ဘူးသူစီကပတ်စံမရမချဲဒါကိုတော့သိလို့မဖြစ်ဘူးငါတို့ကတိတ်ဆင်းရဲလို့သူ့ကိုမချစ်ပဲပတ်စံမဲ့လို့ယူရဲလို့သူ့ဘာသာသူတန်တရားဖြစ်ခြင်းဖြစ်ပါစေတို့အခြေအနေမှန်ကိုတော့အသိခံလို့မဖြစ်ဘူးတကယ်တော့သူလည်းတို့အခြေအနေကိုမသိနိုင်ပါဘူးလေဒေါ်လေးပတီတောင်တို့အခြေအနေကိုအကုန်သိတာမှမဟုတ်ပဲငါ့ကိုယူပြီးရင်တော့ငါပိုင်ပြီငါ့ကိုမကူညီပဲနေလို့မရတော့ဘူးကိုမိန်းမရဲ့ဆွေမျိုးတွေငတ်နေတာဘယ်နဲ့လို့ကြည့်နေလို့ရမလဲသူ့မယားဖြစ်ရတော့မည်မစ္စစ်ရပဒလာဖြစ်ရတော့မည်အေးစေးတင်ငိမ်သည့်အတွေးအောက်တွင်မြုပ်နေသည်ရပဒလာကိုမုံဒီစိတ်ကခေါင်းပြူလာသည်တို့ရရင်မကြချက်ချင်းပျောက်သွားသည်ချားနဲ့စိတ်ပြတ်ဖွယ်မင်္ဂလာဥခီးထွက်ခဲ့ရပုံချားအိုရူအန်အန်ဖြစ်နေပုံလက်မရဲရဲဖြစ်လာထိပုံစသည်တို့ကိုမြင်အောင်လာသည်ဝေကလေးကိုလည်းမျက်စီထဲတွင်မြင်လာသည်အိုးဒါတွေကိုခုမစင်စားသေးဘူးလက်ထပ်ပြီးမှစဉ်းစားတော့မယ်ကောင်းပြီလက်ထပ်ပြီးပြီဆိုပါစို့သူ့ကောင်းထဲတွင်ရပဒလာ၏စကားတခွန်းသည်ပဲ့တင်ထက်လာသည်တကိုယ်လုံးစိမ်သွားသည်ဒေါ်လေးပတီအိမ်စင်ဝင်အောက်ကထိုနွေတညကိုသူအမှတ်ရလာသည်သူ့ကိုလူပြိုစကားလာပြောနေသည်လောဟုရပဒလာအားမေးပုံရပဒလာကမုန်းစရာရဲပြီးကျုပ်ကမိန်းမတစ်ယောက်ကိုလက်ထပ်ယူတဲ့လူစားမျိုးမဟုတ်ဘူးဟုပြန်ပြောပုံကိုအမှတ်ရလာပြန်သည်ရပဒလာသည်ယခုတိုင်ထိုလူစားမျိုးဖြစ်နေသေးသလားသူကမာယာပရိယေတွေဖြစ်ဖျားယောင်းသည့်တိုင်လက်မထက်နိုင်ဟုညင်းလျင်မိတို့လုံမည်နီသူ့ကိုမေးပြီးတခြားမိန်းမတွေနောက်လိုက်နေလျင်ကောဘယ်မိန်းမဦးမှမင်းတော့သဘောမကျခဲ့သေးဘူးစကားလက်ကလက်သီးကိုခတ်တင်းနှင်းဆုပ်သည်လက်သေးများသည်လက်ဖွားထဲသို့စူးဝင်သွားကြသည်အိုးငါ့ကိုမေးတော့ဘာဖြစ်လဲမမေးအောင်ပြန်လို့ယူရမှာပေါ့ငါ့ကိုသဘောကျလာအောင်ပြန်လို့ယူရမှာပေါ့
သူ့ကိုလက်မထက်သည့်တိုင်သူ့ကိုသဘောကျနေသေးသည်ဆိုရင်ပတ်စံရနိုင်သည့်နီးလန်းတွေရှိသေးသည်အပျော်မရအဖြစ်နေမည်လို့ဟုသူ့ကိုတခါကမေးခဲ့ဘူးသည်မဟုတ်လောအခန်းဆောင်မှောင်ရီတွင်စကားလက်သည်သူ့ဝိညာဉ်ကိုချီနှောင်သည့်နှောင်ကြိုးသုံးကြိုးနှင့်အဆုံးအဖြတ်တိုက်ပွဲကိုတိုက်ရသည်မိမိ၏အဆုံးအမဘာသာတရား၏အဆုံးအမနှင့်အရှလေကိုချစ်ရသောအချစ်နှောင်ကြိုးတို့ဖြစ်သည်သူ့ဆုံးဖြတ်ချက်သည်မိမိအမြင်နှင့်ကြည့်လျင်လားလားများမသိယောက်ျားမိန်းမပေါင်းဖော်ခြင်းသည်ဒုစရိုက်ဖြစ်ကြောင်းကိုစကားလက်သိသည်သူပြုသည့်အပြုအမူသည်ပြည့်တစားအကျင့်ဖြစ်သည်ကိုစကားလက်သိသည်တို့ရာတွင်ထိုအရာများအလုံးသည်ခံစားခြင်းကင်းမဲ့သည့်အစဉ်ညဉ့်ဉန်းတရားအောက်တွင်၎င်းစိတ်ပြတ်အားငယ်ခြင်းအောက်တွင်၎င်းပျောက်ကွယ်သွားကြပြီသူတွင်ထောက်ထားစရာမေမေလည်းမရှိတော့ဘာသာတရားမှန်သမျှသည်ဖို့မပေါင်းဖော်ခြင်းကိုအပေကြားသည့်အလို့ဟုသွန်သင်ကြသည်တို့ရာတွင်မြိုင်းသားယာကိုထိန်းသိမ်းရေးနှင့်သူ့မိသားစုကိုမငတ်အောင်လုပ်ရေးသည်အပေငရဲသို့ကြားရသည့်အလို့လောဘာသာတရားကဤသို့ယူဆလျင်လည်းယူဆပါစီတော့သူမတက်နိုင်သူကမူထိုအချက်ကိုစဉ်းစားလိမ့်မည်မဟုတ်အ ਨੇ ဆုံးယခုလောလောဆယ်တွင်စဉ်းစားမည်မဟုတ်အရှလေကကောဤသို့ယူဆမည်နီအရှလေသည်သူ့ကိုချစ်သည်ဤသည်ကိုသူ့၏ပူနွေးသောနှကမ်းများကတသက်ပြခဲ့ပြီးပြီတို့ရာတွင်အရှလေသည်သူ့ကိုမြည်သည့်အခါမျှယူလိမ့်မည်မဟုတ်အရှလေနှင့်ထွက်ပြေးခြင်းကိုဒူးစရိုက်ဟုမထင်ခဲ့တော့လေရဘတ်တလာနှင့်မူစောင်းညက်နေအုံမိုင်းမိုင်းစည်းစာတွင်စကားလက်ခီးဆုံးသို့ရောက်ပြီးထိုခီးရရှိပါပြီကျင်အတ္တလန္နာကြာသည့်ညကလေးကထိုခီးကြီးကိုတွားခဲ့ရသည်မှာယခုမှအဆုံးတိုင်ရောက်သည်ထိုခီးကိုစားခဲ့စဉ်ကစကားလက်သည်နွယ်ဆိုးဆိုးသူဒကိုကောင်းဆန်သူအရင်တက်တက်ကလေးမှလေခံစားချက်ဖြင့်စိတ်ဆူလွယ်သူခွန်အားသတိအပြည့်အဝရှိသူဘဝအခက်အခဲများကိုမဖြေရှင်းနိုင်ပဲအလွယ်တကူစိတ်ရှုပ်တတ်သူယခုခီးဆုံးသို့ရောက်သည့်အခါတွင်မူစကားလက်တွင်ထိုစရိုက်များမရှိတော့ငတ်ပြက်ခြင်းနှင့်ပင်ပန်းစွာလှုပ်ရခြင်းစိုးရင်ကြောင်းလန်းရခြင်းနှင့်အားဆိုင်ရခြင်းစစ်၏ကြောင်းမက်ဖွယ်ရာများနှင့်ပြန်လည်ထူထောင်ရေး၏ကြောင်းမက်ဖွယ်ကောင်းခြင်းစသည်တို့ကြောင့်နှွေးထွေးခြင်းခွန်အားပြည့်ခြင်းနူးညံ့ခြင်းတို့ပျောက်ကွယ်သွားကြပြီသူဘဝအမြုပ်တွေပတ်လည်၌မာကျောသောဥခွန်သည်တထပ်ပြီးတထပ်ဖုံးလာခဲ့ပြီထိုအခွန်သည်မာကျောလာခဲ့ပြီတို့ရာတွင်ဆုံးဖြတ်ချက်မချမီအထိမျောလင်းချက်နှစ်ခုဖြင့်အသက်ရှင်ခဲ့သည်ပြည်ရင်းစစ်ပြီးလျင်သူ့ဘဝသည်ပုံမှန်ပြန်ဖြစ်လာလိမ့်မည်ဟုမျှော်လင့်ခဲ့သည်အရှိလေးပြန်လာလျင်သူ့ဘဝသည်အတိတ်ပဲရှိလာလိမ့်မည်ဟုမျှော်လင့်ခဲ့သည်ယခုထိုမျှော်လင့်ချက်နှစ်ခုစလုံးပြိုလဲသွားကြပြီသူ့အိမ်ရှိစင်ဝင်သို့ပိုင်စိုးပိုင်နှင့်တက်လာသည့်ဂျိုနာကိုမြင်လိုက်သည့်အနောက်၌သူနှင့်တောင်ပိုင်းပြည်နယ်သားအဖို့ပြည်ရင်းစစ်သည်ရည်သည့်အခါမျှအဆုံးသတ်မည်မဟုတ်ဟုသဘောပေါက်ခဲ့ပြီအပြင်းထန်ဆုံးတိုက်ပွဲအရက်ဆက်ဆုံးကလစားချေမှုသည်ယခုမှအစာပြုသည်ဟုသဘောပေါက်လာခဲ့သည်အရှလေသည်လည်းအကျဉ်းထောင်အုတ်တိုင်းကြီးများထက်ခိုင်ခန့်သည်ဂရိသစ္စာများ၏အနှောင်အဖွဲ့ထဲတွင်တသက်လုံးမိနေပြီပြည်ရင်းငိမ့်ချမ်းရေးကိုလည်းမရအရှလေကိုလည်းမရတနေ့တည်းတွင်ထိုအရာနှစ်ခုကိုစကားလက်သိလိုက်ရသည်ဥက္ကောမှာနောက်ဆုံးအကြောင်းသည်အရေးအဖုံးကပိတ်သွားလေပြီဥက္ကော၏နောက်ဆုံးအလွာသည်မာကျောသွားခဲ့ပြီအစိုးစုံဆုံးတွေးခဲ့ရသည့်မိန်းမတစ်ယောက်သည်နောင်တွင်ကြောက်စရာဘာမှရှိတော့မည်မဟုတ်ထို့ကြောင့်မိန်းမပီသားရန်ကြောက်စရာတစ်ခုခုကိုမွေးထားရမည်ဟုမမေကြီးဖွန်တိန်ကပြောခဲ့ပူသည်ယခုမူစကားလက်သည်မမေကြီးဖွန်တိန်၏အဆုံးအမနှင့်လုံးဝခြားနာသွားပြီအစိုးဆုံးကိုရင်ဆိုင်ခဲ့ရပြီကြောက်စရာဟူ၍မရှိတော့ဘဝကိုလည်းမကြောက်အမေကိုလည်းမကြောက်အချစ်လက်လွတ်ဆုံးရှုံးရသည်ကိုလည်းမကြောက်အများကမင်းငေါကြသည်ကိုလည်းမကြောက်ငတ်ပြက်ခြင်းနှင့်ငတ်ပြက်သည့်အကြောင်းကိုမတ်သည့်6အိမ်မက်မှအပါအခြားဘာကိုမှမကြောက်တော့ယခုထိုအနောင်အဖွဲ့မှလွတ်ကင်းသွားသဖြင့်ရင်ထဲတွင်ပေါ့သွားသည်လွတ်လပ်ချောင်းချိသွားသည်သူ့ကိုချီနှောင်ခဲ့သည့်အနောင်အဖွဲ့များကိုဖျက်တောက်လိုက်ပြီအသေးမာလာခဲ့ပြီမကြောက်မရွံရဲရဲတင်းတင်းဆုံးဖြတ်နိုင်ခဲ့သဖြင့်စကားလက်ဝမ်းသာသည်သူတွင်ဘာမှဆုံးရှုံးစရာမရှိတော့သူ့စိတ်ထဲတွင်ပြက်ပြီးသူ့ကိုလက်ထပ်ယူအောင်ရပဒလာကိုမြှူဖို့သာကြံတော့သည်ရပဒလာကိုမြှူနိုင်လျင်အစစအရာရာပြည့်စုံပြီလက်ထပ်အောင်မြှူရမရလျင်ရသည်နည်းဖြင့်မြှူရမည်အပျော်မရဆိုသည်မှာ
မြည်တော့နေမည်နီးဟုစကားလက်တွေးကြည့်သည်ရဘဒလာသည်ဘဲဝတ်တလင်းဆိုသည့်မိန်းမကိုအပျော်ထားသည်နီးတူမိမိကိုလည်းအတလန်နာတွင်ထားမိလောအတလန်နာတွင်ထားသည်ဆိုလျင်မူရဘဒလာသည်သူ့ကိုအပြည့်အစုံထောက်ပံ့ရလိမ့်မည်မြိုင်းသားရတွင်သူမရှိသည့်အတွက်နစ်နာရသည့်အတိုင်းအတာကိုလိုက်၍ပေးရလိမ့်မည်ယောက်ျားများ၏အတွင်ရေးကိုစကားလက်ကောင်းကောင်းနားမလဲခလေးရလျင်မူစကားလက်စိုးရိမ်သည်အခုမစင်သာသေးဘူးနောက်ကြမှာစဉ်းစားမယ်စကားလက်သည်သူ့ဆုံးဖြတ်ချက်ပြတ်မည်ဆိုသဖြင့်ခလေးရမည်ကိစ္စကိုဆက်၍မတွေးတော့ပဲစိတ်ထဲတွင်ဖျောက်ပစ်လိုက်သည်အတလန်နာသို့သွား၍ပတ်စံချေးမည်ဖြစ်ကြောင်းလိုအပ်လျင်မြိုင်းသားရကိုအပေါင်ထားမည်ဖြစ်ကြောင်းညကြလျင်အိမ်သားများကိုပြောပြမည်သူတို့ကိုဤများလောက်သာပြောထားအောင်မည်သူ့လုပ်ငန်းစားရတော့မည်ဟုတွေးမိသည်နှင့်စကားလက်၏ခေါင်းသည်မော့လာကခါမတ်လာသည်ပြဿနာကသေးသေးမဟုတ်ရခင်ကရပဒလာကလိုက်သူကပြေးသူရပဒလာကအောက်ကျသူကမာနတကွန်ထူသူယခုသူကတရောင်းစားဆိုသည်မှာအယိုးများသောခြေခါသောရွေးမနေနိုင်ဒါပေမဲ့တရောင်းစားတယောက်လိုအောက်ကျပြီးတော့မသွားနိုင်ဘူးဘယင်မလိုသွားမယ်သူဘာသိတာမှလို့စကားလက်တွေးသည်ကိုလုံးပေါ်မှန်ကြီးရှိသို့ရှောက်လာကသူ့ရုပ်ကိုသူပြန်ကြည့်သည်ခေါင်းကမော့ထား၏တနှစ်အတွင်းဤတစ်ချိန်သာမှန်ကြည့်ဘူးသည်နဲ့တေးသေးချာချာကြည့်သည်စင်စစ်နနက်အိပ်ရာထားတိုင်းမျက်နှာတန်ရှင်းချင်းရှိမရှိသပင်ဖေယိုဖေရဲ့ဖြစ်ချင်းရှိမရှိကြည့်မြဲတို့ရတွင်ကိစ္စဝိစ္စတို့ကြောင့်တေးသေးချာချာမကြည့်မိယခုမူရွှေရည်တုပ်ပေါင်းမှန်တွင်မှာသူ့ရုပ်တွင်သည်သစိမ်းပြင်းပြင်းဟန်ပေါက်နေသည်ပါယိုးတွေကြကြနဲ့မိန်းမသည်သူမဟုတ်ပါ၏လောစကားလက်အိုဟာယာဆိုသည့်မိန်းကလေးကလှလှချောချောမျက်နာကမာနာကြီးသည့်မျက်နာပြည်တီမျက်နာယခုမှန်တဲ့ကမျက်နာကလှလဲမလားချောလဲမချောဆွဲမဆရာဆို၍ဘာမှမရှိဖြူရောတုံမုံနေသည်ခတ်ဆွေဆွေမျက်လုံးစိမ့်စိမ့်ပေါ်ကမျက်ခုံးနဲ့များကဖြူရောအသားပေါ်တွင်လံပြန်တော်မီငှက်တောင်များပမာထင်းထင်းကြီးပေါ်နေကြသည်သူ့မျက်နှာသည်ပင်ပန်းနွမ်းနယ်ကထိတ်လန့်သည့်ဟန်ပေါ်နေသည်ဒီယုံနဲ့တော့သူ့ကိုမြှူလို့ရမှာမဟုတ်ဘူးပိန်လိုက်တာကလည်းအယိုးကြီးပဲစကားလက်တွေး၍စိတ်ပြက်နေသည်ပါးကိုပွတ်သည်ငုံငေါကြီးထွက်နေသည့်ညှက်ရိုးများကိုအလန့်တကြားစမ်းမိသည်ရင်အုံများကလည်းမီလာနိရင်အုံလိုခတ်သေးသည်ကြီးသည်ဦးထင်ရအောင်အခုအခန့်တွေထည့်ရအောင်မည်အေးအခုအခန့်တွေဝစ်သည့်မိန်းကလေးမျိုးဆိုလျင်ရခင်ကစကားလက်အလွန်အထင်သေးသည်ယခုသူကိုယ်တိုင်လုပ်ရတော့မည်ထိုမှအဝတ်အစားသို့စိတ်ရောက်သွားသည်သူ့အစားကိုသူငုံကြည့်သည်ဖာထားသည့်ဖာစာကြီးများကိုမြင်ရသည်ရပဒလာကအဝတ်အစားကောင်းကောင်းဝတ်သည့်မိန်းမမျိုးကိဆာဆန်ဝတ်သည့်မိန်းမမျိုးကိုသဘောကျတတ်သည်နိဗ္ဗာန်ဈေးတုံးကဝတ်သည့်ဝတ်စုံစိမ့်စိမ့်ကလေးကိုစကားလက်အမှတ်ရသည်ငှက်တောင်စိမ့်တဲ့အုတ်ထုပ်စိမ့်နှင့်အတူရပဒလာလက်ဆောင်ပေးခဲ့ခြင်းဖြစ်သည်စကားလက်သည်အင်မီဝတ်လာသည့်အင်ဂျီနီဖနက်နီကိုမြင်အောင်ကမနာလိုဖြစ်နေသည်အဝတ်အစားကတောက်ပလွန်းသည့်တိုင်အသက်တွေနောက်ဆုံးပေါ်ပုံစံတွေလူမြင်လျင်ဂယူးတစိုက်ကြည့်ရမည်အဝတ်အစားမျိုးတွေစကားလက်ဤသို့အကြည့်ခံခြင်းသည်အထူးသဖြင့်ရပဒလာကြည့်သည်ကိုခံခြင်းသည်ဤအဝတ်အစားကပြည့်ကညစ်ဖြစ်မြင်ရလျင်ရပဒလာသည်မြိုင်သားယာ၏အခြေအနေကိုအကဲခတ်မည်မဟုတ်ချသူအသိခံ၍တော့မဖြစ်လေပင်ကငောင်းစင်းစင်မျက်လုံးကကြောင်ငတ်မျက်လုံးအဝတ်စားကစုပ်ပြက်ပြက်ဤပုံစံဖြင့်အတလနာကိုသွားကရပဒလာကိုမြှူ၍မဖြစ်အလှဆုံးအကျော်ဆုံးဝတ်ကအလာကြီးလှနေချိန်ကပင်ရပဒလာကိုလူပြိုစကားပြောအောင်မလုပ်နိုင်ခဲ့လျင်ဤပုံစံမျိုးဖြစ်ဆိုလျင်ဝေလာဝေးတော့ဒေါ်လေးပတီပြောသည့်အတိုင်းသာမှန်လျင်ရပဒလာသည်အတလနာတွင်အချမ်းသာဆုံးကောင်းသည်မကောင်းသည်အပထားအချောဆုံးအလှဆုံးမိန်းမကိုရွေးပြီးလောက်ပြီတို့ရတွင်သူ၌အခြားမိမချောမိမလှများတွင်မရှိသည်အရေးအချင်းတစ်ခုရှိသည်လုံရဲကင်ရဲခြင်းဖြစ်သည်အဝတ်အစားကောင်းကောင်းဝတ်လိုက်ရလျင်ဟန်ကြနိုင်သည်ဟုတ်ကဲ့ပြီပါပြီကျေးဇူးအများကြီးတင်ပါတယ်